เคကျွန်တော်တို့ဒီနေ့လက်ဖက်လေးတုပ်ထားတာပေါ့အညီကန်ကတော့လက်ဖက်တုပ်ပေါ့ဒီနေ့ကျတော့အကျော်ရဲ့လက်ဖက်ကခရမ်းကျင်သီးရဲ့နှစ်ပြန်ကျော်ရဲ့တုပ်မယ်နော်စားထည့်မယ်ထည့်လိုက်ပါနော်လောက်ချုံဖို့စက်တုံရှိပြရမှာမေ့တယ်စက်တုံမှာထည့်လိုက်ချုံဖို့ကတော့တိတ်ကြိုက်တော့နည်းနည်းပဲထည့်မယ်နော်ပြီးရင်စီနည်းနည်းလောင်းမယ်တော့စီကတော့ပါခင်းကြီးလေးကသူ့ရင်းနဲ့သူဆိုတော့ခက်စားတာလဲစားရတာဟုတ်တယ်အိမ်မပြောင်းရလဲသူကဒီညာမကညာအားကြောင့်လည်း short ထည့်တာโอเคရပါပြီလက်ဖက်တုပ်ကအကျော်ရဲ့အချင်းရဲ့ဆွဲလို့ရပြီရှယ်ကျုံးပေါ့ကျုံးလို့ရပြီနော်โอเค